Okay တကယ်ကျွန်တော်ဒီနေ့မှာတော့ diamond 2000မကျော်နဲ့ now to skin တကောင်ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ပြပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ weekly pass 5ပတ်စာယူမယ်5ပတ်စာအရင်ဝယ်ပြီးဆိုတော့ကျွန်တော်ကောင်တော့ diamond 400တန်းအောင်လာမယ်ဗျ daily draw တစ်ခါလဲ diamond 25သုံးပေးရရဗျ daily draw ဆိုတာတနေ့တစ်ခါ gain နဲ့ဝင်ပြီးတော့90ရာခိုင်နှုန်းစော်ချင်းနဲ့တစ်ခေါက်လက်ရဖြစ်ပါရဲ့ဗျကျွန်တော်တို့ကရက်30လက်မှာဆိုတော့ရက်30နဲ့25နဲ့မြောက်နေစုစုပေါင်း diamond 953အောင်မယ်ဗျကျွန်တော်တို့က weekly pass ဝယ်ထားဖြစ်တဲ့အတွက်တနေ့ diamond 20ဝင်နေမယ်ကျွန်တော်တို့ကကျန်တဲ့9လုံးကိုစိုက်ပြီးသုံးပေးရမယ်ဗျဆိုတော့ကျွန်တော်တို့က35ကိုမြောက်လိုက်တဲ့ခါကျတော့စုစုပေါင်း diamond 150ရရတယ်ကျွန်တော်တို့အဲ့150ကိုအခုရှိနေတဲ့ diamond 400ကနေ daily draw တဲ့ခြံထားလိုက်မယ်ဆိုရင်ကျွန်တော်တို့မှစုစုပေါင်း diamond 250ပဲရှိမယ်ဗျကျွန်တော်တို့ကရက်30လက်ရဖြစ်တဲ့အတွက် draw 30ရှိသွားမယ်ဗျ free တုံကန် phase 1က9လပိုင်း9နှစ်ကျန်လာမယ်ဗျအဲ့ချိန်ကျကျွန်တော်တို့က diamond 250ဖြစ်ပြီး diamond 253ပေးရမယ်ဗျအဲ့ချိန်ကျရင်ကျွန်တော်တို့က diamond 300ဖြစ်လိမ့်မယ်အဲ့ diamond 300နဲ့ခုလက်ရှိ diamond 250ပေါင်းလိုက်စုစုပေါင်း diamond 950ရမယ်ဗျပြီးရင်ကျွန်တော်တို့က diamond 450နဲ့ 10 draw ကိုလက်ရမယ်ဗျ10 draw ကိုလဲတဲ့ခါကျတော့ကျွန်တော်မှစုစုပေါင်း diamond 100ပဲကျန်တော့မယ်ဗျအဲ့10 draw လဲပြီးဆိုတော့ကျွန်တော်ရဲ့ free တုံကန်29ခုရမယ်ဗျကျွန်တော်တို့က diamond 450နဲ့လိုက်တဲ့10 draw နဲ့ free တုံကန်29ခုနဲ့ပေါင်းလိုက်စုစုပေါင်း draw 39ခုရမယ်ဗျဆိုတော့ခုနက30နဲ့ပေါင်းလိုက်စုစုပေါင်း draw 69ခုဖြစ်သွားမယ်ဗျ9လပိုင်း23နှစ်ကျရင် phase 2လာမယ်ဗျအဲ့ချိန်ကျရင်တော့ diamond 400ဖြည့်ပေးရမယ်ဗျဆိုတော့ခုနလက်ကျန်100နဲ့ပေါင်းစုစုပေါင်း diamond 900ရှိမယ်ဗျပြီးရင် diamond 450နဲ့ 10 draw လဲမယ်10 draw လဲပြီးရင်ကျွန်တော်မှ diamond 50ပဲကျန်တော့မယ်ဗျအပြီး free တုံကန်29ခုရမယ်ဗျဆိုတော့ phase 2မှာလဲစုစုပေါင်း draw 39ခုရရဗျဆိုတော့အခုကျွန်တော်တို့မှာစုစုပေါင်း draw 108ခုရှိသွားမယ်ဗျ free တုံကန်နဲ့အဲ့ဒါပဲလားဆိုမူသေးဘူးဗျဒီကနေလဲ free တုံကန်10ခုရအောင်မယ်ဗျသူပြောတက်စေးလို့ပြောတုံကန်ကြီးလဲရမှာဗျဆိုတော့ဒီ10ခုနဲ့ဆိုရင်ကျွန်တော်တို့က138ခုရှိသွားပြီဗျအချင်းချိုးသူများဆိုရင်စကင်လဲလို့ရနေဗျဒါပေမဲ့လုံးဝကံမကောင်းသေးဘူးဆိုရင်120ထိလဲမှရမှာဗျဆိုတော့ကျန်တဲ့နှစ်ခေါက်ကိုဒီနောက်တို့ event ကနေ draw အခေါက်20လဲရင်တကယ်ရသေးရဗျအဲ့တစ်ခေါက်ရဆိုရင်စုပေါင်း139ခေါက်ရှိသွားပြီနောက်ဆုံးကျန်တဲ့တစ်ခေါက်ကခုနကကျန်တဲ့ diamond 50နဲ့ one draw လဲရင်စုပေါင်း120ခုပြည့်သွားပြီဗျOkay bro ကျွန်တော် video တွေကြိုက်နေတဲ့ဆိုရင် like subscribe လေးလုပ်ပြီးတော့ကြပါဦးကျွန်တော် K1 try နေတာဖြစ်တဲ့အတွက်subscriber 9ပြည့်နေကေဝေးပေးဖို့စီစဉ်ထားရှိပါတယ်ဆိုတော့ bye bye